အားလုံးပဲယေရှုခရစ်တော်မှာမင်္ဂလာပါရှုစွာဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မှလည်း online ပေါ်မှာရှင်နေတဲ့မိသားစုတွေနဲ့ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ online ပေါ်မှာနှုတ်ကပတ်တော်ကိုသူကနှလုံးသွင်းဆင်ခြင်ခေါ်ယူသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကပေးခြင်းတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့အမြင်နှမျိုးလို့ခေါင်းစဉ်ပေးထားတာဖြစ်ပါတယ်ပထမအမြင်ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကနေကျွန်တော်လူတွေကိုမြင်တဲ့အမြင်ဖြစ်ပါတယ်ကျွန်တော်လူချင်းမြင်တဲ့အမြင်ဖြစ်ပါတယ်ကျွန်တော်လူချင်းမြင်တဲ့အမြင်ကတော့ကိုယ့်ရဲ့စံချိန်စံနှုန်းတွေပဲတူပါးမြင်တာဖြစ်ပါတယ်တူပါးတွေကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်းကိုယ့်ရဲ့အမြင်နဲ့ပဲကျွန်တော်ကဆုံးဖြတ်ချက်ချတာဖြစ်တယ်ဒါပေမဲ့လည်းဒုတိယဖျားဘက်ကနေကျွန်တော်လူသားတွေကိုမြင်တဲ့အမြင်ကြတော့ကျွန်တော်လူချင်းမြင်တဲ့အမြင်နဲ့မတူဘဲနဲ့ဖျားကကျွန်တော်ကိုမြင်တဲ့အခါမှာသူ့ရဲ့ဂရုဏာတော်နဲ့မြင်တဲ့အမြင်ဖြစ်တယ်ဆိုရအောင်ကျွန်တော်နားလည်ရပါတယ်ဒီနေ့ဖျားကလူတွေကိုမြင်တဲ့အခါမှာသူ့ရဲ့အချက်နဲ့သူ့ရဲ့မေတ္တာနဲ့ကျွန်တော်ကိုမြင်တဲ့အမြင်ဖြစ်တယ်ဆိုရအောင်ကျွန်တော်ရဲ့အတ္တတိုင်းမှာခံစားရပါတယ်ဒီနေ့ကျွန်တော်တို့လောကမှာသက်ရှင်နေတဲ့အခါမှာကိုယ့်ရဲ့အမြင်နဲ့ပဲတွားလာသက်ရှင်တာမဟုတ်ပဲနဲ့ဒီနေ့ကြောက်ကြောက်ပေါင်းတင်ဆက်ဆံတဲ့အခါမှာကြောက်ကြောက်ပြောဆိုကြတဲ့အခါမှာလည်းဒီနေ့ဖခင်ရဲ့အမြင်နဲ့ပေါင်းတင်ဆက်ဆံဖို့အရေးကြီးပါတယ်။ဒါမှမဟုတ်ဒီတမန်ကျမ်းစာထဲမှာဖခင်ကရွေးကောက်ခဲ့တဲ့သူတွေညောင်းများစွာရှိပါတယ်။ဖခင်ကရွေးကောက်ခဲ့တဲ့သူတွေထဲမှာဒီနေ့ပညာတတ်တဲ့သူလည်းပါတယ်လို့ပညာမတတ်တဲ့သူတွေလည်းပါပါတယ်အရေးချင်းမရှိတဲ့သူတွေပါလို့အရေးချင်းရှိတဲ့သူလည်းပါပါတယ်ဒါဆိုရင်ဘုရားကဘာကြောင့်အရေးချင်းမရှိတဲ့သူဘာကြောင့်ပညာမတတ်တဲ့သူဘုရားဘာလို့ရွေးကောက်တာလဲဒီနေ့ဘုရားဟာကျွန်တော်ရဲ့အတွင်းနှလုံးသားကြည့်တဲ့ဘုရားဖြစ်တယ်ဒီနေ့တန်ပိုက်တစ်ပိုက်မှာတော့မိုက်တော်သူစူးတော်သူမရေရာမတိချာတော့ရုပ်တော်သူဘုရားခင်ကြီးကောက်တယ်။ဘာကြောင့်လဲပြောတဲ့အခါမှာမရေရာမတိချာတဲ့သူတကယ်ပဲပတ်ဝန်းကျင်ကဆွပြစ်တဲ့ဘုရားခင်ဘာကြောင့်ကြီးကောက်တယ်လဲပြောတဲ့အခါမှာလောကသားတွေကတဲ့အားနေတဲ့သူတွေပညာမတတ်တဲ့သူကြည့်ပြီးမှဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖြစ်ပါတယ်။ဒါမှမဟုတ်ဒီနေ့ဘုရားဟာကျွန်တော်တို့လူသားတွေသိချစ်တဲ့ဘုရားဖြစ်ပါတယ်။ဘုရားတမန်ကျမ်းစာထဲမှာလည်းဒီနေ့လူတွေရဲ့စွန့်ပစ်ခြင်းကိုခံရတဲ့သူမိသားစုကနေလူရမတွင်းတဲ့သူပုဂ္ဂိုလ်တူရှိပါတယ်။အဲဒီပုဂ္ဂိုလ်ရဲ့နာမည်ကတော့ဒါဝိဖြစ်ပါတယ်။ဒါဝိဆိုတာယေရှဲရဲ့သားဖြစ်ပြီးတော့ဒီနေ့ယေရှဲကဒါဝိကိုတောထဲမှာပဲတိုးလေးကိုကြားပေးထားတာဖြစ်ပါတယ်။အသက်ငယ်ရွယ်နဲ့တငယ်ချင်းရှိစကားပြောမဲ့အပေါင်းအသင်းရှိဒါမဲ့လည်းဒါဝိကတော်ထဲမှာဖခင်နဲ့မိသားလာထွက်ခဲ့တယ်ဖခင်နဲ့နေ့ရက်တိုင်းစကားပြောရင်းဆိုရအောင်တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်စံချောင်းလေးတွေတွေ့တဲ့အခါမှာဖခင်ကိုချီးမွမ်းခဲ့တယ်တောင်တန်းလေးတွေတွေ့တဲ့အခါမှာဖခင်ကိုချီးမွမ်းခဲ့ပါတယ်သူ့ရဲ့ချီးမွမ်းတဲ့လူတွေမကြောက်တော့သူ့ရဲ့ချီးမွမ်းတဲ့လူတွေအတိမတ်မဖြစ်ပါဘူးဒါပေမဲ့ဖခင်ကဒီနေ့ဒါဝိကိုအတိမတ်ပြုခဲ့တယ်။အတိမတ်ပြုခဲ့တဲ့အခါမှာလည်းဒါဝိအတွက်ဖခင်ဟာလမ်းတလမ်းပြင်ဆင်ပေးခဲ့ပါတယ်။အဲဒါတော့ဒီနေ့ဖခင်ရဲ့လူရှမွေလာဆိုတဲ့သူကိုဖခင်ကစကားပြောခဲ့ပါတယ်။ဘယင်ရွေးချယ်ဖို့ရတဲ့ပိတ်တိတ်ပေးဖို့အတွက်ရှမွေလာကိုဖခင်ကပြောခဲ့တဲ့အခါမှာဒီနေ့ဒါဝိရဲ့အဖေယေရှဲဟာဒါဝိကိုလူရမတွင်းတဲ့အခါမှာဘယင်ရွေးချယ်ဖို့အခမ်းအနားထဲမှာဒါဝိကိုမခေါ်ပါဘူး။ဒါဝိရဲ့အကိုတွေကိုပဲခေါ်ပြီးတော့မှရှမွေလထံပို့ဆောင်ခဲ့ပါတယ်။ပို့ဆောင်ခဲ့။ဒါပေမဲ့ကျမ်းစာမှာဘာပြောလဲဆိုတော့ကျွန်တော်တို့ကဖတ်ကြည့်ရအောင်။ကျွန်တော်တို့ဒီနေ့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16အငယ်30 17စနစ်ကိုကျွန်တော်တို့ဖတ်ရအောင်။
တဖန်ရေရှဲသည်တားခုနှစ်ယောက်တို့ကိုရှမွေလရှိမှတွားစီတစ်ဖြစ်ရှမွေလကဤသူတို့ကိုလည်းထာဝရဘုရားရေကောက်တော်မူတင်၌တားမရှိပြီလောဟုရေရှဲအားမေးလျင်ရေရှဲကအငယ်ဆုံးသောသားရှိပါသေး၏တို့ကိုထိန်းချောင်းလျက်နေပါသည်ဟုပြောဆိုတော့ရှမွေလကသူ့ကိုခေါ်စေခြင်းကလူကိုစေလွတ်ပါသူမရောက်မီပွဲသို့ဝင်၍မထိုင်ရဟုဆိုသည့်အတိုင်းစေလွတ်၍သူ့ကိုခေါ်ခဲ့၏သူသည်ညီတော်စပင်ရှိ၏လတော်အစင်းနှင့်ချစ်ဖွယ်သောမျက်နာလည်းရှိ၏ထာဝရဘုရားကဤသူပေသည်ထ၍ဗိသိက်ပေတော်ဟုမိန့်တော်မူ၏ဒီကျမ်းစာထဲမှာကြည့်တဲ့အခါမှာဘုရားကဒီနေ့ဒါဝိဒ်ကိုလမ်းတင်ဆက်ပေးခဲ့တယ်ဒါဝိဒ်အတွက်ဘုရားဟာရှမွေလကိုစေလွှတ်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်တကယ်ပဲဒါဝိဒ်ရဲ့အပူတွေစစ်တပ်မှာအလုံးလုံးတဲ့သူတွေဖြစ်တဲ့စစ်တပ်မှာတကယ်ပဲလူတွေရှေ့မှာလုံရတဲ့သူတွေဖြစ်တယ်တကယ်ထောင်ထောင်မောင်းမောင်းတွေဒါပေမဲ့လည်းဘုရားကမရွေးကောက်ခဲ့ဘူးဆိုရင်တွေ့ရတယ်ဘုရားရွေးကောက်ခဲ့တယ်လေဆိုဟိုးတော်ထဲမှာတိုးချောင်းနေတဲ့လူရောင်ဝင်တဲ့လူတွေစွပစ်ထားတဲ့သူကိုပဲဘုရားကရွေးကောက်ခဲ့ဒါဝိဒ်ကိုတွေ့တဲ့အခါမှာလည်းဘုရားကဘာပြောတယ်လဲပြောတဲ့အခါမှာဒီနေ့ထရွေးတဲ့တီတူပေကြီးရဲ့ထရွေးဗိတ်တိတ်ပေးပါလို့ဘုရားပြောခဲ့တယ်ဆိုရင်ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရတယ်ဒီခါမှာဒီနေ့ဖခင်ရဲ့လူရှုံးလာကလည်းသူရွေးချယ်ခြင်းနဲ့သူရွေးချယ်ခဲ့တာပေါ့သူရဲ့အမြင်နဲ့ရွေးချယ်ခဲ့တာပေါ့ဖခင်ရွေးချယ်ခိုင်းတဲ့ရွေးချယ်ခဲ့တယ်ဆိုရအောင်ကျွန်တော်နားလည်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့တက်ပါထဲမှာဒီကနေ့တင်ဟာလူတွေရှေ့မှာလူရောင်ဝင်တဲ့သူကလူတွေရဲ့စွန့်ပစ်ခြင်းကိုခံရတဲ့သူကဒီနေ့ဖခင်ကဒီမှာလက်ခံကြိုးဆိုနေပါတယ်ဖခင်ကတင့်ကိုအမြဲတမ်းမှာမေတ္တာတော်နဲ့ဆွဲခေါ်ပေးနေတဲ့ဖခင်ဖြစ်တယ်ဒီနေ့ဒါဝိဒ်ကတော်ထဲမှာဖခင်ကိုသူဟစ်ပေါ်ခဲ့တယ်ဖခင်ကိုသူချီးမွမ်းခဲ့တယ်သူရဲ့ချီးမွမ်းတဲ့ဖခင်ကြားခဲ့ဖခင်တို့အကောင်းဆုံးပြင်ဆင်ပေးခဲ့ဒါမှကျွန်တော်ရဲ့တက်တာထဲမှာပဲဒီနေ့ကိုကြည့်ပြီးမှအားမြင်လာတယ်သူတို့ရဲ့အမြင်တွေကိုစဉ်းစားပြီးမှလည်းမသိနေနေပါနဲ့ဖခင်ကိုချီးမွမ်းရှိရတဲ့ဖခင်ချီးမွမ်းရှိရတဲ့ဖခင်နဲ့တွားဖခင်ကိုချစ်ဖခင်ကိုချစ်တဲ့သူဖခင်ခင်ကဘယ်တော့မှဆုံးပြထာဝရဘုရားကိုရှာလို့မင်္ဂလာရှိဘုရားကိုရှာလို့မင်္ဂလာရှိတောင်းလို့ကျွန်တော်ရဲ့တက်တာဟဲ့ဒီနေ့ဖခင်ရဲ့အမြင်နဲ့အသက်ရှင်ကိုဘုရားတလောက်တိချတယ်လေဆိုတာနားလည်ပါဒါဆိုရင်ဘုရားခင်တင့်အတွက်အကောင်းဆုံးပြင်ဆင်ပေးထားမှာဖြစ်တယ်နောက်ဆုံးကျမ်းပိုက်လေးနဲ့ကျွန်တော်ဆုံးသက်ခြင်းနဲ့လူကာခန်းကြီး23ထဲမှာပါတဲ့အကြောင်းအရာလေးကိုကျွန်တော်နည်းနည်းလေးပြောပြီးမှဆုံးသက်သွားမှာဖြစ်တယ်လူကာခန်းကြီး23အငယ်21ကနေ23ထိကျွန်တော်အနေနဲ့ဖတ်ချင်ပါတယ်ကျွန်တော်တွေ့မယ်ဆိုရင်ဒီကကျွန်တော်ဖတ်ရှုသွားရအောင်လူကာခန်းကြီး23အငယ်40ကနေကျွန်တော်တို့အငယ်43ထိဒီပါဖတ်ရအောင်ငါတို့ဒီကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားအဖြစ်ခံရကြ၏ဤသူမူကားအဘယ်တစ်ကိုမျှမပြုဟုဆိုပြီးလျှင်သခင်ကိုယ်တော်သည်နိုင်ငံတော်ပြည်လျက်ကြွလာသောအခါကျွန်ုပ်ကိုအောင်းမိတော်မူပါဟုယေရှုကိုလျှောက်ဆိုပြီးယေရှုကလည်းငါသည်ငါအမှန်ကန်ဆိုပြီးကယနေ့တင်ဒီငါနှင့်အတူပါရိတုဘုံ၌ရှိလိုက်မည်ဟုမိန့်တော်မူ၏ဒီနေ့ဒီဖြစ်တဲ့လေးဟာဒီမှာ
လူသားတွေကိုကယ်တင်မဲ့ယေရှုဟာခါတိုင်းတင်တတ်ဖို့အတွက်ဖြစ်လာတယ်လူတွေရဲ့အပြစ်ကြောင့်လူတွေရဲ့ဒုစရိုက်မှုကြောင့်သူကားတယ်ပေါ့အတက်ခံရဖို့ဖြစ်လာတဲ့အခါမှာသူနဲ့အတူပဲလူဆိုးနှစ်ယောက်ကလည်းလက်ရတော်တယောက်လက်ဝဲတော်တယောက်သူနဲ့သူအတီခံခဲ့တယ်အတီခံခဲ့တဲ့အခါမှာဒီနေ့လူဆိုးတယောက်ကတော့ဖယားသားမှန်နေကိုယ်ကိုငါတို့ကိုလည်းကယ်ပါလို့ပြောတဲ့အခါနောက်ထပ်တယောက်ကတော့ကျွန်တော်တို့အပြစ်ကြောင့်ကျွန်တော်တို့ခံရတာဖြစ်တယ်ဤသူကအဘယ်ဖြစ်ကိုမှမလုပ်ဘဲနဲ့ခံရတာဖြစ်တယ်။ဒါကြောင့်နိုင်ငံတော်တည်လို့နေတဲ့အခါမှာကျွန်တော်ကိုအောင်းမိပါလို့ပြောခဲ့တဲ့အခါမှာဖခင်ကလည်းဒီနေ့နောင်တနဲ့ပြောတဲ့နှလုံးသားထဲကနေထွက်လာတဲ့အရာကိုဖခင်ကဒီနေ့သူ့ရဲ့အဖြစ်ကိုခွင့်လွှတ်ပြီးတော့ပါဂတိပေးခဲ့တယ်လေဆိုတဲ့အခါမှာယေရှုကလည်းငါမှန်ကန်ဆိုဒီကယနေ့တင်ဒီငါနဲ့သူပရိတုဘုံနဲ့ရှိလိုက်ပြီဟုမိန့်တော်မူ၏တဲ့။ဘုရားကသူ့ဘာဂတိပေးခဲ့တယ်ဆိုတော့ယနေ့တင်ဒီငါနဲ့သူပရိတုဘုံမှာရှိလိုက်မယ်ဆိုတဲ့ဂတိပေးခဲ့ပါတယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်လူအနေနဲ့စဉ်းစားကြည့်နေဆိုတော့အဲ့ဒီလူဆိုးဟာဘလို့မှပြုလုပ်ခြင်းကိုခံလိုက်တဲ့မဟုတ်ဒါမှလည်းခရီးကဒီနေ့သူ့ရဲ့အဖြစ်ကိုခွင့်လွှတ်ပြီးတော့မှသူ့ကိုဂတိလာပြီးခဲ့တယ်ဆိုတဲ့တွေ့ရတယ်။ဒါမှမဟုတ်ကျွန်တော်ရဲ့တက်တာထဲမှာဒီနေ့ခရီးဟာနောင်တနဲ့ပြန်လာရင်ခွင့်လွှတ်တဲ့ဘုရားရှင်ဖြစ်တယ်။ကျွန်တော်တို့ကိုအမြဲတမ်းလက်ခံကြိုးဆိုနေတဲ့ဘုရားရှင်ဖြစ်တယ်။ဒါမှမဟုတ်ပြန်အားမြင်ပါနဲ့စိတ်တမ်းချပါနဲ့ဘုရားနဲ့သွားလာပါဘုရားကိုအမြဲတမ်းတင်မောပြပါလောကမှာသက်ရှင်တဲ့အခါမှာလူတွေရဲ့အမြင်နဲ့သက်ရှင်နေမှုနဲ့ဖခင်ရဲ့အမြင်နဲ့ပါသက်ရှင်ပါဆိုတဲ့နှုတ်ပတ်တော်ကိုအနေနဲ့ဝင်လာတာဖြစ်တယ်။ရောက်တိုင်းပေါ်မှာဖခင်ရဲ့မျက်နှာခံစားရပါစေ။